အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကနေပြီးတော့မှပရိသတ်ကြီးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူတိုမာအဲရစ်ဆင်ရေးသားထားတဲ့ဆက်ဆံရေးကောင်းတွေတိစောက်နိုင်မဲ့လှုပ်ဝက်ချက်ဆိုတဲ့ surrounded by area စာအုပ်လေးကိုအနည်းချုပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါစာရေးဆရာကိုလည်းဒီနေရာကနေပြီးတော့မှလေးစားစွာကာရဝပြုလိုက်ပါတယ်ခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ရဲ့အနည်းချုပ်စာအုပ်လေးကိုစားလိုက်ကြရအောင်ပါလူတိုင်းကတယောက်နဲ့တယောက်ပင်ကိုစရိုက်ချင်းမတူကြသလိုသူ့ပုံစံနဲ့သူရှိကြတဲ့သူတွေကြီးပါမယ်။တချို့လူတွေကြတော့သူတို့ကိုကြည့်လိုက်ရင်ဆက်ဆံရခက်တယ်လို့ထင်ရတာမျိုးရှိ။တချို့ကြတော့သူတို့ရဲ့ပင်ကိုတဘာဝကိုကတိတ်တိတ်ဆိတ်ဆိတ်နေတတ်တယ်။အဲဒီလိုပဲစကားကိုရေပတ်မဝင်အောင်စီကာပတ်ကိုပြောကြတဲ့သူတွေလည်းရှိတယ်လို့အများမိုးခါရေတောက်တိုင်းလိုက်မတောက်ဖ ೇನೆ အမြဲတမ်းအမှန်တွေကြီးပြောတဲ့သူတွေလည်းရှိကြပါသေးတယ်။အဒီစာအုပ်မှာတော့လူတွေရဲ့မတူညီတဲ့ကိုကြီးကိုသွေးပုံစံတွေကိုနားလည်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုလေ့လာရမှာဖြစ်ပြီးတော့လူတွေရဲ့ကိုကြီးကိုသွေးပေါ်မူတည်ပြီးတော့ဘလို့ကိုကြီးကိုသွေးမျိုးနဲ့လူကိုဘယ်ပုံဘယ်နည်းနဲ့ကင်တွယ်ရမလဲဆိုတာကိုဖတ်ရှုလေ့လာရမှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ဒီအကြောင်းလေးမပြောခင်မှာစာရေးသူရဲ့အကြောင်းကိုလည်းပြောပြပေးချင်ပါတယ်။စာရေးသူတိုမာအဲရစ်ဆင်ဟာလူမှုအကျင့်ပိုင်းဆိုင်ရာကျွမ်းကျင်ပညာရှင်ဖြစ်တယ်လို့အမှုချင်းနဲ့ဆိုင်တဲ့သင်ခန်းစာတွေကိုသင်ကြားပို့ချပေးနေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။အဲရစ်ဆင်ဟာရောင်းအားအကောင်းဆုံးစာရေးဆရာတစ်ယောက်ဖြစ်ပြီးတော့ဒီနေ့လေ့လာရမယ့်surrounded by area စာအုပ်မှာဆိုရင်လေဘာသာစကား40ကျော်နဲ့ပြန်ဆိုခံထားရတဲ့စာအုပ်လေးဖြစ်ပါတယ်။ဒီစာအုပ်ကိုဖတ်ပြီးတဲ့နောက်လူသန်းပေါင်းများစွာဟာလူတွေရဲ့အမှုချင်းတွေအကြောင်းနားလည်လာပြီးတော့ဆက်ဆံရေးတွေပိုအဆင်ပြေလာတယ်လို့သိရပါတယ်။လူတွေကိုအုပ်စုနှစ်မျိုးခွဲခြားလို့ရပါတယ်။ပထမတစ်မျိုးကတော့ကောင်းမွန်ပြီးတော့နားလည်နိုင်စွမ်းရှိတဲ့အုပ်စုနဲ့နောက်တစ်မျိုးကတော့ကိုယ်ဘာပြောနားလည်နိုင်စွမ်းမရှိတဲ့အုပ်စုပါ။ကိုယ့်ရဲ့ဘေးမှာဒီအုပ်စုနှစ်မျိုးလုံးတွေကလူတွေရှိနေနိုင်ပါတယ်ကိုနေထိုင်တဲ့အဖွဲ့အစည်းမှာဒါမှမဟုတ်ကိုအလုံးလုံးနေရတဲ့လုပ်ငန်းခွင်မှာပထမအုပ်စုကလူတွေပိုများနေတာလည်းရှိတယ်လို့တခါတလေဒုတိယအုပ်စုကလူတွေပိုများတာမျိုးလည်းရှိတတ်ပါတယ်။ဒါပေမဲ့လူတွေကိုအုပ်စုမခွဲခင်မှာကိုကလူတိုင်းကိုနဲ့နှိုင်းရှင်ပြီးတော့ဝေဖန်အကဲဖြတ်မိနေသလားဆိုတာကိုတော့အရင်စဉ်းစားဖို့လိုပါတယ်။ဘာလို့လဲဆိုတော့တချို့လူတွေကလူတိုင်းကိုနဲ့နှိုင်းပြီးတော့ကိုနဲ့အတွေးခေါ်မတူရင်အဲ့ဒီမတူတဲ့လူကိုမှားနေတယ်လို့ထင်တတ်ကြလို့ပါ။စာဖတ်သူကလည်းဒီလိုထင်တတ်လူလားဆိုတာပြန်စဉ်းစားပါ။ဟုတ်နေတယ်ဆိုရင်တော့ငါမားနေပါလားလို့ပြန်တွေးကြည့်ပါ။ဘာလို့လဲဆိုတော့ဒီလိုအတွေးမျိုးဝင်လာပြီးဆိုရင်တော့ဒီအတွေးကနေတဆင့်ငါဘေးကလူတွေကအလုတ်တွဲလို့မရတဲ့လူတွေကြီးပဲ။သူတို့နဲ့အလုတ်တွဲလို့မရဘူးဆိုတဲ့နောက်ဆက်တွဲအတွေးတွေထပ်ပြီးတော့ဝင်လာနိုင်လို့ပါ။ဒီနောက်ဆက်တွဲအတွေးတွေကတိတ်ကိုကြောက်စရာကောင်းတဲ့အတွေးတွေပါ။အဲဒီလိုမျိုးအတွေးတွေဝင်လိုက်တာနဲ့ကိုယ့်ရဲ့အနာဂတ်အလားအလာတွေကိုပါကန့်တက်လိုက်တယ်လို့ဖြစ်သွားပါလိမ့်မယ်။ဒါကြောင့်လူတိုင်းကိုနဲ့နှိုင်းရှင်ပြီးတော့မဝေဖန်မိအောင်နဲ့ဒီလိုကြောက်စရာကောင်းတဲ့အတွေးတွေဝင်မလာအောင်အထူးသတိထားပြီးတော့ဆင်ခြင်နိုင်ဖို့လိုပါတယ်။တကယ်တော့လူတိုင်းမှာသူ့ပုံစံနဲ့သူရှိကြပါတယ်။တယောက်နဲ့တယောက်ပင်ကိုစရာချင်းမတူကြရုံပါ။တချို့လူတွေကြတော့သူတို့ကိုကြည့်လိုက်ရင်ဆက်ဆံရေးခက်တယ်လို့ထင်ရတာမျိုးရှိတတ်တယ်။တချို့ကြတော့သူတို့ရဲ့ပင်ကိုတဘာဝလေးတို့ဟာတိတ်တိတ်ဆိတ်ဆိတ်နေတတ်တယ်။ဒါအပြင်စကားကိုရေပတ်မဝင်အောင်စီကာပတ်ကုန်းပြောကြတဲ့သူတွေလည်းရှိသလိုအများမိုးကားရေတောက်တိုင်းလိုက်မတောက်ပဲနဲ့အမှန်တိုင်းအမှန်ကိုပဲပြောတတ်တဲ့သူတွေလည်းရှိကြပါသေးတယ်။ဒီစာအုပ်မှာတော့စာရေးသူတိုမာအာရစ်ဆင်ကလူတွေရဲ့မတူညီတဲ့ကိုကြီးကိုသွေးပုံစံတွေကိုနားလည်အောင်ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ဘယ်လိုကိုကြီးကိုသွေးမျိုးနဲ့လူကိုဘယ်လိုကင်တွယ်ရမလဲဆိုတာကိုပြောပြထားပါတယ်။လူတွေကတစ်ဖက်လူရဲ့အကြောင်းတေချာဂါဂနာနားမလည်တဲ့အခါမှာအဲ့ဒီလူနဲ့ပတ်သက်ပြီးတော့ဒေါသထွက်တာတွေစိတ်ပြတ်တာတွေဖြစ်တတ်ကြပါတယ်။ဒီလိုခံစားနေရတာကိုတယောက်တည်းတော့မဟုတ်ပါဘူး။ဒါပေမဲ့ဒီစာအုပ်ကိုလေ့လာပေးတဲ့အခါမှာတော့စာဖတ်သူကလူသားတွေရဲ့အမှုကျင့်တွေကိုနားလည်သွားပြီးတော့ရလတ်အနေနဲ့အကျိုးရှိတဲ့ဆက်ဆံရေးတွေတိစောက်နိုင်ပါလိမ့်မယ်။စာရေးသူတိုမာအဲရစ်ဆင်ဟာလူအမှုချင်းပိုင်းဆိုင်ရာကျွမ်းကျင်ပညာရှင်ဖြစ်တယ်လို့အမှုချင်းနဲ့ဆိုင်တဲ့သင်ခန်းစာတွေကိုသင်ကြားပို့ချပေးနေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။အဲရစ်ဆင်ဟာရောင်းအားအကောင်းဆုံးစာရေးဆရာတစ်ယောက်ဖြစ်ပြီးတော့ဒီနေ့လေ့လာရမယ့် surrounded by area စာအုပ်မှာဆိုရင်လေဘာသာစကား40ကျော်နဲ့ပြန်ဆိုခံထားရတဲ့စာအုပ်လည်းဖြစ်ပါတယ်။ဒီစာအုပ်ကိုဖတ်ပြီးတဲ့နောက်လူပေါင်းများစွာဟာလူတွေရဲ့အမှုချင်းတွေအကြောင်းနားလည်ပြီးတော့ဆက်ဆံရေးတွေပိုအဆင်ပြေလာတယ်လို့သိရပါတယ်။ surrounded by area စာအုပ်ရဲ့အနည်းချုပ်မှတ်စုကိုတော့အခန်း3ခန်းခွဲခြားပြီးတော့ဖော်ပြသွားမှာဖြစ်ပါတယ်။နံပါတ်1ခန်းကတော့မတူညီတဲ့ကိုကြီးကိုသွေးတွေအနည်းစဉ်ဘဝမှာလူအမျိုးမျိုးနဲ့ဆက်ဆံရတဲ့အခါမှာအစဉ်ပြေချုံးမွေးတာရှိတယ်လို့တစ်ဖက်လူရဲ့ပြုမှုပုံတွေကိုနားမလည်လို့ကောင်းကြရတဲ့အချင်းတွေလည်းရှိကြမှာပါ။လူအမျိုးမျိုးနဲ့ဆက်ဆံတဲ့အခါမှာကိုယ့်ဘက်ကအစဉ်ပြေခြင်းတယ်လို့ကြိုတွေးထားပြီးမြဲတကယ်တမ်းကြုံတွေ့လာရပြီဆိုရင်တော့ဒေါသထွက်ရတာတွေတယောက်နဲ့တယောက်နားလည်မှုလွဲတာတွေဖြစ်တတ်ပါတယ်။ဒီလိုမဖြစ်အောင်အကူအညီပေးနိုင်မဲ့တခုတည်းသောနည်းလမ်းကတော့လူတွေရဲ့အမှုချင်းနဲ့သူတို့ကိုလှုံ့ဆော်နိုင်မဲ့ခြားတွေကိုသိထားဖို့ပါပဲ။ဒါတွေကိုသိထားမယ်ဆိုရင်တော့ဘယ်သူနဲ့တွေ့တွေ့ဆက်ဆံရေးတွေအဆင်ပြေချောမွေ့လာပါလိမ့်မယ်။ကိုဘေးကလူတွေရဲ့အပြုတ်မှုတွေကိုနားလည်ခြင်းနဲ့ဆိုရင်တော့ပထမဆုံးအနေနဲ့
လူသားတွေရဲ့မတူညီတဲ့ကိုယ်ကြီးကိုယ်သွေးတွေအကြောင်းသိထားဖို့လိုပါတယ်။အဲ့တော့ဒီစာအုပ်မှာလူတွေရဲ့မတူညီတဲ့ကိုယ်ကြီးကိုယ်သွေးနဲ့အမှုချင်းတွေကိုနားလည်ဖို့အတွက် DISC ပုံစံကိုအသုံးပြုပြီးတော့ခွဲခြားလေ့လာနိုင်တယ်လို့စာရေးသူ Erikson ကပြောထားပါတယ်။ DIS ဆိုတာကိုယ်ကြီးကိုယ်သွေးအမျိုးအစားတွေဖြစ်တဲ့ဩဇာကြီးမားသူ D dominate လွှမ်းမိုးခြင်းစိတ်ရှိသူ inspiration ပူပေါင်းဆောင်ရွက်တတ်သူ S ကတော့ submission နဲ့စိစက်တီးကြသူစီကတော့ compliance အတူကောက်စလုံးတွေပါ DISC ရဲ့သဘောတရားကိုအခြေခံပြီးတော့လေ့လာကြည့်မယ်ဆိုရင်ဘလို့လူကဘလို့ပြုမှုတတ်လဲဘလို့လူကတော့ဆက်ဆံရေးမှာဘလို့ပုံစံမျိုးဆိုတာနားလေသဘောပေါက်လာနိုင်တယ်လို့စာရေးသူကတော့ပြောထားပါသေးတယ်။အဲဒါကြောင့်ဘလို့ကိုကြီးကိုယ်သူတွေရှိသူတွေကဘလို့အမှုချင်းတွေရှိတယ်ဆိုတာ DISC သဘောတရားကိုအသုံးပြုပြီးတော့တစ်ခုချင်းလေ့လာကြည့်အောင်ပါ။ဩဇာကြီးမားကျင်တာတွေခေါင်းဆောင်ဖြစ်ချင်တာတွေဟာ dominate ကိုကြီးကိုယ်သွေးရှိသူတွေရဲ့လက္ခဏာတွေပါ။dominate ကိုကြီးကိုယ်သွေးရှိသူတွေကဒဲရိုးဆန်တယ်။ရားလက်ကိုအဓိကထားတယ်။ရက်တိချက်ခိုင်းမှကြတယ်။ဒါအပြင်ရှင်ပြိုင်လိုစိတ်လည်းရှိကြတယ်။သူတို့တွေကစိန်ခေါ်မှုတွေကိုနှစ်သက်ကြပြီးတော့စွန့်စားမှုတွေလုပ်ရမှလည်းမကြောက်ကြပါဘူး။ကိုယ့်ရဲ့ဖွဲ့သားတွေကိုရီမှန်းချက်မြင့်မြင့်မားမားထားခိုင်းပြီးတော့ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချရမှလည်းမကြောက်တဲ့ CEO တွေဟာ dominate ကိုကြီးကိုယ်သွေးမြင်မားကြသူတွေပါပဲ။ကို့မှာရောအခုဖော်ပြခဲ့တဲ့အမှုချင်းတွေရှိလားပြန်သုံးသပ်ကြည့်ပါ။အရှိနေပြီဆိုရင်တော့စာဖတ်သူက dominate ကိုကြီးကိုယ်သွေးရှိသူတယောက်လို့ပြောလို့ရပါတယ်။တကယ်လို့မရှိဘူးဆိုရင်လေနောက်ထပ်ဖော်ပြမယ်ကိုကြီးကိုယ်သွေး၃ခုအကြောင်းကိုဖတ်ပြီးတော့ကိုယ့်ရဲ့အမှုချင်းတွေနဲ့ထပ်တူကြနေလားဒါမှမဟုတ်ကိုယ်ပတ်ဝန်းကျင်ကလူတွေရဲ့အမှုချင်းတွေနဲ့တူနေတာရှိလားဆိုတာလိုက်စဉ်းစားကြည့်လိုက်ပါနောက်တစ်ခုဖြစ်တဲ့ inspiration ကိုကြီးကိုယ်သွေးရှိသူတွေကတော့တခြားသူတွေပေါ်လွှမ်းမိုးခြင်းတွေရှိကြပါတယ်သူတို့တွေကအပြင်ထွက်ရတာကြိုက်တယ်လူစုလူဝေးနဲ့ပျော်ပါးရတာကြိုက်တယ်သူတို့ကြိုက်တဲ့အရာတွေလုပ်ဖို့စိတ်ဟာထက်သန်မှုတွေရှိတယ်ရီမန်းချက်တဲ့လူတွေကိုအဓိကဦးစားပေးကြတယ်ပေါင်းသင်းဆက်ဆံရေးလည်းကောင်းကြတယ်တခြားလူတွေပေါ်လွှမ်းမိုးခြင်းစိတ်ရှိတဲ့သူတို့ရဲ့ဗီဇတိုင်း inspiration သမားတွေကသူများကိုဆွဲဆောင်စည်းရုံးတဲ့နေရာမှာလဲဆရာကြီးတွေပါကိုယ့်ဘက်ကများများဆဆအားထုတ်စရာမလိုပဲနဲ့ဖောက်တယ်တွေအများကြီးရနေတဲ့ဈေးတွေကများသောအားဖြင့် inspiration သမားတွေပါတတိယတစ်မျိုးဖြစ်တဲ့စိတ်ရှည်တီးခံပြီးတော့ယုံကြည်လို့ရတဲ့ submission သမားတွေကတော့ကိုယ်နှုတ်အမူအရာတည်ငြိမ်အေးချမ်းတဲ့လက္ခဏာရှိပါတယ် submission သမားတွေကတည်ငြိမ်မှုနဲ့တသက်မထဲရှိနေမှုကိုတော့တန်ဖိုးထားတဲ့အသင်းဖွဲ့နဲ့လှုပ်ဆောင်သူတွေဖြစ်ကြပါတယ်သူတို့တွေကသူများတွေပြောတဲ့စကားကိုတေးသေးချာချာနားထောင်ပေးတတ်တဲ့သူတွေပါဒါအပြင်ပူပေါင်းဆောင်ရွက်ရတဲ့လုပ်ငန်းတွေမှာတက်တက်ကြွကြွပါဝင်တတ်ပြီးတော့ဆက်ဆံရေးကောင်းတွေလည်းထိမ့်သိမ်းထားနိုင်ကြပါတယ်လုပ်ငန်းဝင်ဖိအားတွေခံနေရတဲ့ခြားကတခြားလူရဲ့စကားအသံတွေကိုကိုချင်းစာစိတ်အပြည့်နဲ့နားထောင်ပေးတတ်တဲ့ဘယ်ချိန်ဖြစ်ဖြစ်တစ်ဖက်သားပေါ်မှာကျင်းကျနာနာဂရုစိုက်ပေးတတ်တဲ့သူတွေဟာ submission ကိုကြီးကိုသွေးရှိသူတွေပါ compliance သမားတွေကတော့ဘာလို့ချက်ချလက်ကြနဲ့အသေးစိတ်ကြပြီးတော့လှုပ်ထုံးလုံနေတွေနဲ့စီမင်းစည်းကမ်းတွေကိုလည်းတိတိကျကျလိုက်နာဆောင်ရွက်လေရှိကြပါတယ်သူတို့ရဲ့စိတ်ကိုလှုပ်ဆော်ပေးနိုင်တဲ့ຢာတွေကတော့တိကျမှုရှိတာယုတ်တိကျတာအကြီးသွေးကောင်းတာတို့လိုအချက်တွေဖြစ်ပြီးတော့အသေးစိတ်ကအစားတတိထားရမယ့်အလုပ်တွေမှာဆိုရင်တော့ compliance သမားတွေကတော့ဆရာကြီးတွေပါဒါကြောင့်သူတို့ကိုဆေးဆက်သေးချသူ analytic ability ရှိသူတွေလို့ပြောကြတာဖြစ်ပါတယ်စာဖတ်သူကရောတေချာတိကျမှုရှိဖို့အတွက်အသေးစိတ်အချက်လက်တိုင်းကိုစစ်စစ်ဆက်ဆက်စစ်ဆေးတတ်သူလားဒါဆိုရင်တော့စာဖတ်သူက compliance ကိုကြီးကိုသွေးရှိတယ်လို့ပြောလို့ရပါတယ်ဒါပေမဲ့ဒီနေရာမှာမဖြစ်မနေတည်ထားရမယ့်အချက်တစ်ခုလည်းရှိပါသေးတယ်အဲ့ဒါကတော့လူတစ်ယောက်မှာတစ်ခုထက်ပိုတဲ့ကိုကြီးကိုသွေးတွေရှိနေနိုင်တယ်ဆိုတာပါပဲလူအများစုကကိုကြီးကိုသွေး၄ခုလုံးကအမှုချင်းတွေရောနှောနေတတ်ကြပြီးတော့တစ်ခုနှစ်ခုလောက်ကပဲတခြားအမှုချင်းတွေထပ်ပို့ပြီးတော့အားကောင်းနေကြတာပါဥပမာစာဖတ်သူကရက်တိချက်ခိုင်းမှပြီးတော့အပြင်ထွက်ရတာကိုကြိုက်တယ်ဆိုပါစို့ဒါဆိုရင်စာဖတ်သူက dominate နဲ့ influence အမှုချင်းတွေပိုအားကောင်းသူတယောက်လို့ပြောရမှာဖြစ်ပါတယ်ကိုကြီးကိုသွေး၄ခုမှာဘလို့ကိုကြီးကိုသွေးတွေကပိုကောင်းတယ်ဘလို့ကိုကြီးကိုသွေးတွေကတော့မကောင်းဘူးလို့တော့တတိချပြောလို့မရပါဘူးတခုချင်းစီမှာအားသာချက်အားနည်းချက်ကိုစီရှိကြပြီးတော့အားလုံးကသူ့နေရာနဲ့သူအသုံးဝင်ကြတာကြီးပါပဲဥပမာ dominate ကိုကြီးကိုသွေးရှိသူတွေကခေါင်းဆောင်မှုကောင်းကောင်းလုပ်နိုင်သူတွေဖြစ်ကြပြီးတော့ submission ကိုကြီးကိုသွေးရှိသူတွေကလည်းအထောက်ပံ့ကောင်းပေးနိုင်တဲ့သူတွေပါပဲဒါကြောင့်ကိုယ့်ပတ်ဝန်းကျင်ကလူတွေရဲ့အမှုချင်းတွေနဲ့တယောက်ချင်းစီရဲ့ကိုကြီးကိုသွေးတွေကိုသိရှိနားလည်အောင်ကြိုးစားပါသူတို့ရဲ့ကိုကြီးကိုသွေးတွေကိုသိပြီးသွားပြီဆိုရင်တော့သူတို့ရဲ့အပြုအမူနဲ့လုပ်ရက်တွေအပေါ်မှာလည်းနားလည်ပေးနိုင်လာပြီးကိုယ့်ရဲ့ကိစ္စတွေမှာရောသူတို့နဲ့ပတ်သက်ရတဲ့အလုပ်ကိစ္စတွေမှာပို့ပြီးတော့အဆင်ပြေလာတာတွေ့ရပါလိမ့်မယ်ပြီးတော့လူတစ်ယောက်နဲ့တစ်ယောက်ကိုကြီးကိုသွေးအပေါ်လိုက်ပြီးတော့ပြောဆိုဆက်ဆံတဲ့ပုံစံတွေကမတူကြဘူးဆိုပေမဲ့ကိုကတစ်ဖက်လူရဲ့ကိုကြီးကိုသွေးအရာအဆင်ပြေမဲ့ပုံစံကိုလိုက်ပြီးတော့အပြန်အလှန်ပြောဆိုဆက်ဆံလိုက်မယ်ဆိုရင်တော့ကိုပြောချင်တာကိုလည်းသူကကောင်းကောင်းနားလည်မှာဖြစ်ပြီးတော့ရားလက်အနေနဲ့ဒီစကားဝိုင်းကနေနှစ်ဦးနှစ်ဖက်အကျိုးမြတ်ရရှိပါလိမ့်မယ်
တကယ်တော့လူတစ်ယောက်နဲ့တစ်ယောက်ကြားကပဋိပက္ခတွေဆိုတာလေနားလည်မှုလွဲရာကနေပြောဆိုဆက်ဆံမှုအလွဲလေးတွေကနေဖြစ်လာရတဲ့အရာပါဒါပေမဲ့လူတွေရဲ့မတူညီတဲ့အမှုချင်းတွေကိုနားလည်လက်ခံပေးနိုင်မယ်ဆိုရင်တော့ပြဿနာတွေပဋိပက္ခတွေကိုပို့ပြီးတော့ထိထိရောက်ရောက်ကင်တွယ်ဖြေရှင်းနိုင်ပြီးတော့အပြန်အလှန်နားလည်မှုနဲ့လေးစားမှုလည်းပိုတိုးလာပါလိမ့်မယ်ဒါပြင်လူတွေရဲ့အမှုချင်းတွေကိုနားလည်လာလေကိုယ့်အကြောင်းကိုပိုသိလာလေလည်းဖြစ်ပါလိမ့်မယ်ကိုယ့်ရဲ့ကိုယ်ကြီးကိုယ်သွေးနဲ့အမှုချင်းတွေအကြောင်းသိလာပြီးဆိုရင်တော့ကိုယ့်ရဲ့အားနည်းချက်အားသာချက်တွေနဲ့ကိုယ့်ရဲ့ပြောဆိုဆက်ဆံတဲ့ပုံစံကိုလည်းသိလာပါလိမ့်မယ်ဒီလိုအဆက်အဝါနဲ့ကိုယ့်အကြောင်းကိုသိခြင်းရဲ့အကျိုးအဆက်နဲ့ကိုယ်ကဘယ်နေရာတွေမှာတိုးတက်နိုင်ခြင်းရှိလဲဆိုတာနဲ့ကိုယ့်ရဲ့အမှုချင်းတွေကိုကောင်းကောင်းထိန်းညှိနိုင်ဖို့အတွက်ခြေရောက်မှုရှိတဲ့နည်းလမ်းတွေရှာဖွေနိုင်ပါလိမ့်မယ်လူတွေရဲ့ကိုယ်ကိုယ်သွေးနဲ့အမှုချင်းတွေကိုနားလည်သဘောပေါက်ထားမယ်ဆိုရင်တော့ကိုရေးကိုယ်တာနဲ့လူမှုရေးကိစ္စတွေမှာရောအလုပ်ကိစ္စတွေမှာရောအမျှော်မြင်ရှိတဲ့ဆုံးဖြတ်ချက်တွေချနိုင်ပြီးတော့အစားအရရတိုးတက်ပြောင်းလဲနိုင်တယ်လို့ပြောရမှာပါဒါကြောင့်ကိုယ်နဲ့ပတ်သက်ဆက်ဆံနေတဲ့လူတွေထဲမှာဘသူကဘလို့ကိုယ်ကိုယ်သွေးရှိလဲဆိုတာသိချသိရဖို့အသေးစိတ်ခွဲခြားစိတ်ဖြာကြည့်နိုင်တဲ့နည်းလမ်းတွေကိုနောက်ခန်းမှာဆက်လက်ပြီးတော့မှပြောပြပေးသွားပါမယ်နံပါတ်1အခန်းကတော့ကိုယ်ကိုယ်သွေးတွေကိုအသေးစိတ်လေ့လာတာလူတွေရဲ့ကိုယ်ကိုယ်သွေးကိုတော့ DISC ဆိုပြီးတော့အမျိုးအစား၄ခုခွဲခြားနိုင်ကြောင်းရှေ့အခန်းမှာပြောပြခဲ့ပြီးလည်းဖြစ်ပါတယ်ဒီခန်းမှာတော့လူတစ်ယောက်ကိုသူ့ရဲ့အမှုချင်းတွေကြည့်ပြီးတော့ဒီလူကဘယ်လိုကိုယ်ကိုယ်သွေးမျိုးရှိတဲ့လူဆိုတာအသေးစိတ်လေ့လာကြပါမယ်ဒီလိုလေ့လာထားမယ်ဆိုရင်တော့သူတို့ရဲ့အားသာချက်အားနည်းချက်တွေကိုသိရှိနားလည်လာပြီးတော့သူတို့နဲ့အလုပ်လုပ်တဲ့အခါမှာဒါမှမဟုတ်ပုဂ္ဂိုလ်ရေးရဆက်ဆံရတဲ့အခါမှာနှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ဆက်ဆံရေးတွေဖန်တီးနိုင်မှာလည်းဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ဩဇာလွှမ်းမိုးသူ dominate တွေအကြောင်းအသေးစိတ်လေ့လာကြည့်အောင်ပါ dominate သမားတွေကရက်တီချက်ခိုင်းမှပြီးတော့တဲတို့စံကြားရုံတွေမကပါဘူးဒီချက်ပိုးတဲ့လက္ခဏာတွေနဲ့အမှုချင်းတွေရှိကြပါသေးတယ်အဲ့ဒါတွေကတော့စိတ်အားထက်သန်ပြီးတော့ဆုံးဖြတ်ချက်ခိုင်းမှတာအလုပ်တစ်ခုလုပ်ပြီးဆိုရင်လုပ်ငန်းစဉ်ထက်ကြားလက်ကိုပို့ပြီးတော့ဦးစားပေးတာရီမန်းချက်မြန်မြန်ပြေးဝဖို့အတွက်မလိုအပ်တဲ့အသေးစိတ်ကိစ္စတွေကိုကြော်ပြစ်လိုက်တာခေါင်းဆောင်လှုပ်ချင်တာခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချရဲတာကိုလှုပ်ရက်ကိုတောင်းဝင်ယူရဲတာစိန်ခေါ်မှုကိုကြိုက်ပြီးတော့ရှင်ပြိုင်လိုစိတ်ရှိတာဆုံးဖြတ်ချက်ချပြီးရင်ဆိုရင်လေမြန်မြန်ဆန်ဆန်အကောင့်ထဲပေါ်တာအတားအဆီးတွေကိုကိုစိတ်လှုပ်ရှားစရာကောင်းတဲ့စိန်ခေါ်မှုတွေလို့မြင်တာတွေပါပဲသူတို့ရဲ့ရှင်ပြိုင်တက်တဲ့စိတ်ထားနဲ့အောင်မြင်လိုတဲ့စံထားတွေကြောင့်သူတို့ကိုယ်တိုင်လည်းထူးခြားတဲ့ခေါင်းဆောင်တွေဖြစ်လာကြပြီးတော့သူတို့အဖွဲ့သားတွေကိုလည်းရီမန်းချက်အကြီးကြီးတွေချမှတ်ပြီးတော့စ조사ခြင်းစိတ်ရှိအောင်လည်းတွန်းအားပေးနိုင်ကြပါတယ်ဒါပေမဲ့သူတို့မှာအားနည်းချက်တွေလည်းရှိကြပါသေးတယ်ဒိုမီနိတ်သမားတွေကရှင်ပြိုင်လိုစိတ်ကြီးကြတဲ့အတွက်သူများတွေအတွက်အပန်းဖြေစရာပျော်စရာပေါ့ပေါ့ပါပါကိစ္စလေးတွေကတော့သူတို့အတွက်ပြိုင်ပွဲလိုဖြစ်နေတာပါဥပမာစိတ်အပန်းဖြေဖို့ဥယျာဉ်စိုက်တာကျမ်းမာရေးအတွက်အားကစားလုပ်တာပျော်ရွှင်မှုအတွက်အတူတူကစားတာလို့အသေးအမွှားຢာလေးတွေမှာတော့သူများနဲ့လိုက်ပြိုင်နေတတ်ကြတဲ့သူတွေပါဥပမာလုပ်ငန်းစတင်ပြီးတော့အချိန်တိုအတွင်းမှာတရှိန်တိုးအောင်မြင်လာတဲ့ကုမ္ပဏီက CEO အမျိုးသမီးတယောက်အကြောင်းကိုစဉ်းစားကြည့်ရအောင်ပါအဲ့ဒီ CEO အမျိုးသမီးကပန်းနိုင်အကြီးကြီးတွေကိုချမှတ်ပြီးတော့သူ့ဘွဲကလူတွေကိုလည်းအဲ့ဒီ target တွေပြည့်အောင်လုပ်ခိုင်းနေတယ် target ပြည့်ဖို့အတွက်အချိန်ကြာကြီးအလုပ်လုပ်ရတယ်ဒါမှမဟုတ်ခက်ခဲတဲ့ရွေးချယ်မှုတွေပြုလုပ်ရတယ်ဆိုရင်တော့သူကတော့တွန်းအားပေးနေတုံးဆိုရင်အဲ့ဒီ CEO ကတော့ dominate ဖြစ်ဖို့များပါတယ်ဒီတော့ dominate သမားတွေရဲ့ထုံးစံတိုင်းအောင်မြင်မှုကိုပဲမြင်ပြီးတော့လိုချင်တာရဖို့ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချရမှာလေတွန်းဆုံနေမှာမဟုတ်ပါဘူးဒါပေမဲ့သူရဲ့ခိုင်မာရက်တီချက်နဲ့မြင်မာတဲ့မျှော်လင့်ချက်တွေကသူ့အဖွဲ့တွေကလူတွေအတွက်စိုးရိမ်ပူပန်စိတ်တွေနဲ့စိတ်ပီစီမှုတွေဖြစ်စေပါလိမ့်မယ်အထူးသဖြင့်အရာရာကိုမျှချေကြပြီးတော့ပုံမှန်အလုပ်လုပ်တဲ့လူတွေဆိုရင်တော့ပို့ပြီးတော့စိတ်ငြိမ်ရမှာပါအဖွဲ့အစည်းတစ်ခုမှာတခြားလူတွေနဲ့အပေးယူမျှမနေတတ်တဲ့ dominate သမားတွေပါလာရင်လေအဖွဲ့တွေကလူတွေကစိတ်ညစ်စရာပါပဲဥပမာအားကစားအသင်းတစ်ခုထဲမှာအဲ့ဒီလိုလူတွေနဲ့လိုက်ဖက်ညီအောင်မနေတတ်တဲ့ dominate သမားရှိတယ်လို့ဆိုပါစို့ဒါဆိုရင်သူကသူ့ရဲ့အရေးချင်းတွေတက်အောင်မနာမနေစ조사ပြီးတော့စံချိန်တွေချိုးနိုင်အောင်အောင်မြင်မှုတွေတတိကြီးကြအောင်ပဲအာယုံစိုက်ထားပါလိမ့်မယ်စွန့်စားစရာရှိရင်လေတွေးဝေးမနေပဲနဲ့လိုလားလားစွန့်စားပစ်လိုက်ပါလိမ့်မယ်ဒါပေမဲ့အနာရဖို့တခုပဲကြည့်တဲ့သူ့အကျင့်ကြောင့်ကိုယ့်အဖွဲ့သားတွေရဲ့အရေးပါမှုကိုဒါမှမဟုတ်ကိုယ့်အသင်းတွေရဲ့ခန်းစားချက်ကိုထည့်မတွက်တယ်လို့ဖြစ်သွားတတ်ပါတယ်ဒိုမီနိတ်သမားတွေကသူတို့ရဲ့ရက်တီချက်ခိုင်မာတဲ့သဘာဝကြောင့်လူတွေနဲ့ဆက်ဆံတဲ့အခါမှာတခါတလေရန်လိုတာတွေစိတ်မရှိတော့တာမျိုးတွေရှိတတ်ပါတယ်ဒီတော့တစ်ဖက်လူနဲ့အပေးယူမျှဆက်ဆံလို့မရတော့ပဲဖြစ်သွားပါတယ်တခြားကိုယ်ကိုယ်သွေးရှိတဲ့လူတွေနဲ့ပဋိပက္ခတွေဖြစ်ရတာလေသူတို့ရဲ့ကိုလိုချင်တဲ့ဂျာလက်ကိုပဲဦးစားပေးလို့တဲ့အကျင့်ကြောင့်ပါဒါကြောင့်ဒိုမီနိတ်တွေအနေနဲ့အပေါင်းအသင်းဆက်ဆံရေးကောင်းခြင်းနဲ့လုပ်ဖို့ကိုင်းဘက်တွေနဲ့အဆင်ပြေခြင်းနဲ့ဆိုရင်တော့စိတ်ရှည်တီးခံပြီးတော့တစ်ဖက်သားကိုစာနာတတ်တဲ့အကျင့်လေးမွေးမြူသင့်တယ်လို့ပြောရပါလိမ့်မယ်အခု dominate သမားတွေအကြောင်းသိပြီးပြီဆိုတော့ inspiration သမားတွေအကြောင်းကိုဆက်လက်လေ့လာကြည့်လိုက်ရအောင်ပါ inspiration သမားတွေကအရာရာကိုကောင်းမြင်ပြီးတော့ပျော်ပျော်နေတတ်တဲ့သူတွေပါအပြင်ထွက်ရတာကြိုက်တဲ့သူတို့ကလူစုလူဝေးနဲ့ပြောရတာကြိုက်ကြပါတယ်
သူတို့ရဲ့စကလုံးတွေမှာဩဇာလွှမ်းမိုးနိုင်စွမ်းလည်းရှိပါတယ်တွေးတဲ့လူတိုင်းနဲ့ခင်မင်းရင်းနှီးဖြစ်အောင်လုပ်နိုင်တဲ့သူတို့ရဲ့မွေးရပါစွမ်းရည်လိုတောင်ပြောရမှာပါပျော်ရွှင်မြူးတူးပြီးတော့ရီမောနေကြတဲ့သူတို့ဟာလူအများကြားမှာထင်ပေါ်နေတတ်ပြီးတော့လူတွေကသူတို့အနားမှာပဲဝိုင်းနေတတ်ပါတယ်ကိုကြီးကိုသွေးလေးမျိုးထဲမှာပေါင်းသင်းဆက်ဆံရေးအကောင်းဆုံးလူဖြစ်ပြီးတော့လုပ်ငန်းခွင်ထဲမှာဆိုရင်လေစီယုံတိမ်သွင်းရတဲ့အလုပ်တွေလူရှိထွက်ပြီးတော့စကားပြောရတဲ့နေရာနဲ့ဆက်ဆံရေးတိဆောက်ရတဲ့အပိုင်းတွေမှာသူတို့ကိုတွေ့ရတတ်ပါတယ်လူအများနဲ့ပေါင်းသင်းဆက်ဆံတဲ့အလုပ်မှာအောင်မြင်မှုရကြတယ်လို့ပြောရမှာပါအတိမတ်ပြုတာခံရတာနဲ့လူတွေသူတို့ကိုသဘောကျတာတွေကသူတို့စိတ်ကိုလှုပ်ဆော်ပေးနိုင်တဲ့အရာတွေပါပဲဖန်တီးနိုင်စွမ်းလည်းရှိပြီးတော့စိတ်ကူးစိတ်တမ်းတစ်တွေကိုလည်းလက်ခံတက်တူတွေပါဒါပေမဲ့ဒီ personality ကိုကြီးကိုသွေးမှာဒီလိုအားသာချက်တွေရှိတယ်လို့အားနည်းချက်တွေလည်းရှိနေပါသေးတယ်အဲ့ဒါကတော့သူတို့ရဲ့လူတွေရဲ့ပေါ်အာယုံဆိုင်မှုနဲ့စိတ်အားထက်သန်မှုတွေကြောင့်တခါတလေမှာအသေးစိတ်အချက်လက်တွေကိုမမြင်ကြဘဲနဲ့စိတ်လိုက်မှန်းမှနဲ့တစို့တိုးဆုံးဖြတ်ချက်တွေချတတ်ကြတာပါပဲအေးဆေးဆေးနေတတ်တဲ့သူတွေနဲ့ဆေးဆေးဆက်ဆက်လှုပ်တတ်တဲ့သူတွေကတော့သူတို့တွေကိုစကားများတဲ့တာလီကာတွေအပေါ်ယံအယောင်ဆောင်ထားတယ်လို့မြင်တတ်ကြပါတယ်ဒါအပြင်သူတို့တွေကလူတွေနဲ့ရင်းနှီးတဲ့ဆက်ဆံရေးတွေတိဆောက်ချင်တာကြောင့်မတည်နိုင်တဲ့ကြွတွေလည်းပေးမိတတ်ကြတယ်လို့လူကြိုက်များခံကျင်တဲ့စိတ်ကြောင့်လေးနမ်းမှုတွေစစ်မှန်မှုတွေပျောက်ဆုံးသွားတတ်ပါတယ်ဥပမာ inspiration သမားတစ်ယောက်ကနာမည်ကြီးစကားဝိုင်းတစ်ခုမှာအစီအစဉ်မှုလုပ်နေတယ်ဆိုပါစို့အဲ့ဒီခါသူကသူ့ရဲ့နှစ်လိုပဲကောင်းမှုနဲ့စကားပြောစွမ်းရည်တွေကိုအသုံးချပြီးတော့ပရိသတ်ကိုပြောပြပါလိမ့်မယ်သူ့ရဲ့စိတ်အားထက်သန်မှုနဲ့အပြုသဘောဆောင်တဲ့စကားတွေကြောင့်တင်ဆက်မှုကပရိသတ်အတွက်ပြောပြမှုလေးဖြစ်တယ်လို့ပျော်စရာလည်းကောင်းနေမှာပါဒါပေမဲ့ inspiration သမားတွေရဲ့လူကြိုက်များခံရခြင်းပြီးတော့သူတို့ကိုလူတိုင်းလက်ခံစေခြင်းတဲ့တဘာဝကြောင့်စကားဝိုင်းမှာခက်ခဲတဲ့အကြောင်းအရာတွေကိုရှောင်ရှားပြီးတော့အငင်းပွေရာအမြင်တွေကိုမဆွေးနွေးတော့တာတွေကြောင့်သူ့ရဲ့အစီအစဉ်ကလေးနံတင်းတဲ့လောက်မလေးနဲ့စစ်မှန်တင်းတဲ့လောက်မစစ်မှန်နိုင်တော့တဲ့အစီအစဉ်တစ်ခုဖြစ်သွားပါလိမ့်မယ်။ဒါဟာလူကြိုက်များခံခြင်းပြီးတော့သူတို့ကိုလူတိုင်းလက်ခံစေခြင်းနဲ့စိတ်ကြောင့်ဖြစ်လာရတဲ့ရလဒ်တစ်ခုလို့ပြောရမှာပါ။ဒါပေမဲ့စာဖတ်သူအတွက်အကြံဉာဏ်တွေလိုအပ်နေရင်စိတ်ကူးစိတ်ဓာတ်အသစ်တွေလိုချင်နေဆိုရင်တော့ပြဿနာတစ်ခုနဲ့ပတ်သက်ပြီးတော့ကိုယ်နဲ့မတူတဲ့အမြင်နဲ့ကြည်ပေးတာမျိုးလိုအပ်နေရင်တော့ inspiration သမားတွေနဲ့သာစကားသွားပြောလိုက်ပါ။သူတို့ပေးတဲ့အကြံဉာဏ်တွေကအသုံးဝင်ခြင်းမှာတော့ဝင်ပါလိမ့်မယ်။ဒါပေမဲ့သူတို့နဲ့စကားပြောနေရင်လည်းကိုယ့်အတွက်အသုံးဝင်မဲ့အကြံတစ်ခုခေါင်းထဲမှာလက်ခနဲ့ဖြစ်သွားပါလိမ့်မယ်။ဒါကတော့ inspiration သမားတွေအစွမ်းပါပဲ။ dominate နဲ့ inspiration သမားတွေကြောင့်တည်သွားပြီဆိုတော့အခုဆက်လက်ပြီးတော့မှတည်ငြိမ်အေးဆေးတဲ့ sex mission သမားတွေကြောင့်လေ့လာကြည့်လိုက်ရအောင်ပါ။ sex mission သမားတွေကယုံကြည်အားကိုးရတဲ့လူတွေဖြစ်ပြီးတော့ကိုယ်နှုတ်အမူအရာတည်ငြိမ်အေးဆေးကြပါတယ်။ဒါအပြင်သူတို့တွေကအရာရာမှာစိတ်ရှည်တီးခံတတ်တဲ့လူတွေဖြစ်ပြီးတော့တည်ငြိမ်မှုနဲ့ဟန်ချက်ညီမှုကိုလည်းအလေးထားတတ်ကြပါတယ်။အဖွဲ့ထဲမှာကိုယ့်အဖွဲ့သားတွေလိုချင်တဲ့အရာတွေဖြစ်နေတဲ့ပြဿနာတွေကိုအေးဆေးဆေးဖြေရှင်းပေးတတ်တဲ့ဖြောပြရေးသမားတွေဟာလည်း sex mission သမားတွေပါပဲ။သူတို့တွေက dominate သမားတွေလိုခေါင်းဆောင်လိုချင်သူတွေမဟုတ်ဘဲနဲ့သူတစ်ပါးလုပ်နေတဲ့အရာတွေအဆင်ပြေအောင်မြင်စေဖို့အတွက်ဘေးကနေအထောက်အပံ့ကောင်းပေးနေကြတဲ့သူတွေပါ။သူတို့ကူညီလိုက်လို့သူတစ်ပါးအောင်မြင်သွားတယ်ဆိုရင်တော့ရင်ထဲကနေအလိုလိုပျော်နေကြတဲ့သူတွေဖြစ်ပါတယ်။ sex mission သမားတွေကအကောင်းဆုံးနားထောင်ပေးသူတွေလည်းဖြစ်ပါတယ်။သူတို့ရဲ့စိတ်ရှည်တီးခံတတ်တာတွေအားကိုးရတာတွေအရာရာကိုဟန်ချက်ညီအောင်နေထိုင်တတ်တာတွေကြောင့်တည်ငြိမ်မှုနဲ့ထောက်ခံမှုလိုအပ်တဲ့နေရာတွေမှာ sex mission သမားတွေကတန်ဖိုးမဖြစ်နိုင်တဲ့သူတွေပါ။သူတစ်ပါးရဲ့ပြဿနာတွေအခက်အခဲတွေကိုတေချာနားထောင်ပေးတတ်ပြီးတော့တတ်နိုင်သမျှကူညီပေးတတ်ကြပါတယ်။သူတယောက်တည်းအဆင်ပြေဖို့အတွက်မိသားစုမိတ်ဆွေတငယ်ချင်းနဲ့လုပ်ဖော်ကိုင်ဘက်တွေပို့အဆင်ပြေဖို့တွေးပေးတတ်ကြတာကလည်း sex mission သမားတွေပါပဲ။တငယ်ချင်းရဲ့မွေးနေ့ကိုမမေ့တာတွေကိုမိတ်ဆွေရဲ့အောင်မြင်မှုကိုဘယ်တော့မှမနာလိုမရှုစိတ်မဖြစ်တာတွေသူတစ်ပါးအပေါ်ရှင်းပြိုင်အနာယူလို့စိတ်မရှိတဲ့သူတွေဟာ sex mission သမားတွေမှာတွေ့ရတတ်တဲ့လက္ခဏာတွေပါပဲ။သူများအတွက်တွေးပေးတတ်တာကတော့ sex mission သမားတွေရဲ့မွေးရပါစိတ်ထားတစ်ခုလို့ကိုပြောရမှာပါ။တကယ်လို့စာဖတ်သူကပြဿနာတစ်ခုခုနဲ့ရင်ဆိုင်နေရတာပဲဖြစ်ဖြစ်ကျန်းမာရေးမကောင်းလို့စိတ်ထိခိုက်နေရင်ပဲဖြစ်ဖြစ် sex mission သမားတငယ်ချင်းလေးရှိရင်တော့သူ့စီကိုသွားလိုက်ပါ။သူကစာဖတ်သူအတွက်အသင်ရှိနေပါလိမ့်မယ်။ပြီးရင်တော့ sex mission သမားကသူတစ်ခုခုလုပ်ပေးလို့ပြောထားရင်လေစိတ်သာချထားလိုက်ပါ။ဘာလို့လဲဆိုတော့သူတို့တွေကလုပ်ပေးမယ်လို့ပြောထားတဲ့အရာတွေကိုမဖြစ်ဖြစ်အောင်လုပ်ပေးကြလို့ပါ။ sex mission သမားတွေကစွန့်စားမှုတွေလုပ်လေတိတ်မရှိသလိုမလိုအပ်တဲ့ပြဿနာတွေနဲ့မလိုအပ်တဲ့အပြောင်းလဲတွေကိုလည်းရှောင်ရှားလေရှိကြပါတယ်။ဥပမာဆေးရုံတစ်ခုမှာ sex mission သမားသူနာပြုဆရာမလေးတယောက်ရှိတဲ့ဆိုပါစို့သူနာပြုလေးက sex mission သမားပြီးစိတ်ကြေတီးခံပြီးတော့သူများကိုကူညီတတ်တာကြောင့်လူနာတွေကိုချင်းချင်းနာနာနဲ့အကောင်းဆုံးစောင့်ရှောက်ပေးပါလိမ့်မယ်။စိုးရိမ်စရာအခြေအနေကိုကြုံလာရင်တော့ကိုယ်တိုင်ကလည်းတည်တည်ငြိမ်ငြိမ်ကိုင်တွယ်နိုင်တယ်လို့စိုးရိမ်ကြောင်းလန့်နေတဲ့တခြားသူတွေကိုလည်းစိတ်အေးသွားအောင်နှိမ့်သိမ့်အားပေးနိုင်ပါလေဦးမယ်။ဒါဟာလူနာအတွက်အကောင်းဆုံးသူနာပြုလို့တောင်ပြောလို့ရနေပါပြီ။
ဒါပေမဲ့တစ်ဖက်မှာလည်းသူတို့ရဲ့စွန့်စားမှုကိုမလိုလားတာတွေရဲ့အပြောင်းလဲကိုလက်မခံချင်တဲ့စိတ်တွေရဲ့ကအရေးချင်းတွေကိုကန်တက်လိုက်သလိုဖြစ်သွားပြီးတော့လူနာကိုကုသရာမှာလိုအပ်တဲ့နီလန်းအသစ်တွေဤပညာအသစ်တွေနဲ့အသားမကျတာမျိုးဖြစ်သွားနိုင်ပါတယ်။ Sex mission သမားတွေကခေါင်းမာချသူတွေပြီးအပြောင်းလဲလုပ်ဖို့ကိုလည်းအားတက်တယ်ရောသိမရှိတာအမှန်ပါပဲ။သူတို့စိတ်ထဲမှာယုံကြည်ထားတဲ့အရာတစ်ခုကိုသာဆွဲဆွဲမြဲမြဲစုပ်ကင်ထားခြင်းသူတွေပါ။ပိုကောင်းတဲ့အရာတွေဖြစ်လာဖို့ချက်ချင်းပြောင်းလဲတင်နိုင်ရေးဆိုတာသိရင်တော့မှသူတို့အတွက်စိတ်အဆင်သင့်ဖြစ်ဖို့အချိန်ယူရပါသေးတယ်။ဒါပေမဲ့ဒီလိုမျိုးလုံနေကြပုံမှန်အတိုင်းဖြစ်နေခြင်းနဲ့စိတ်နဲ့ပြဿနာတွေကိုရှောင်ရှားခြင်းနဲ့အချင်းကတော့တခါတလေမှာကောင်းမွန်တဲ့အပြောင်းလဲတွေကိုညှင်းပယ်လိုက်သလိုဖြစ်သွားတတ်ပါတယ်။ဒါကြောင့်ကိုက sex mission သမားဆိုရင်တော့ကိုယ့်ရဲ့တည်ငြိမ်တာကိုကြိုက်တဲ့စိတ်ကအပြောင်းလဲကိုလက်မခံနိုင်ဖြစ်သွားတတ်ပြီးတော့ပြဿနာတွေကိုရှောင်ရှားတတ်တဲ့အကျင့်ကြောင့်လေဆုံးဖြတ်ချက်မပြတ်သားတဲ့လူတွေဖြစ်အမြင်ခံရနိုင်တယ်ဆိုတာကိုသတိထားဆင်ခြင်ဖို့လိုအပ်ပါတယ်။ DISC ရဲ့ကိုကြီးကိုသွေး၃ခုအကြောင်းလေ့လာလို့အပြီးမှာအခုနောက်ဆုံးအနေနဲ့ဆေးဆက်သေးချမှုရှိတဲ့ complex သမားတွေအကြောင်းလေ့လာကြည့်အောင်ပါ။ complex သမားတွေကဘာပဲလုပ်လို့ရုပ်တည်ကြကြစဉ်းစားတတ်သူတွေပါ။အလုပ်လုပ်ရမှာလေအချက်အလက်နဲ့တိတိကျကျလုပ်ကြသလိုစီမင်းစည်းကမ်းနဲ့လှုပ်ထုံးလုံနည်းတွေကိုလည်းလိုက်နာကြပါတယ်။ချက်လန်းလိုက်တာသူတို့အကျင့်မဟုတ်ပါဘူး။သူတို့တွေကအကြရအပြစ်အနာအစာကင်းပြီးတော့စင်လုံးချော်ဖြစ်ချင်တဲ့သူတွေပါ။ဒါကြောင့်လေအလုပ်တွေသေးသေးချာချာနဲ့မှန်မှန်ကန်ကန်ပြီးဆုံးသွားဖို့အတွက်နှစ်ခါသုံးခါပြန်စစ်တက်တာသူတို့အကျင့်ဖြစ်နေတာပါ။အလုပ်လုပ်တဲ့နေရာမှာလုပ်ငန်းရဲ့တိဆောက်ပုံနဲ့အစင်လိုက်သွားရမယ့်အဆင့်တွေကိုတန်ဖိုးထားကြပါတယ်။ဒါအပြင်တိကျတဲ့လမ်းညွှန်မှုတွေနဲ့ဘာလို့ရင်ဘာဖြစ်မယ်ဆိုပြီးတော့ရှင်းရှင်းလင်းလင်းကြိုတင်ပြောထားတာကိုလည်းသဘောကျပါသေးတယ်။ complex သမားတွေကတော့တိကျမှုဂရုတစိုက်စီစဉ်မှုနဲ့နီးစနစ်ကျတဲ့ချင်းကပ်မှုမျိုးလုပ်ရမယ့်အလုပ်တွေမှာထူးချွန်တွေရှိပါတယ်။ complex သမားတွေရဲ့အိမ်ကအများအပြည့်ပစ္စည်းတွေသူ့နေရာနဲ့သူတက်တက်ရိပ်ရိပ်နဲ့စီစီရှိနေတတ်ပါတယ်။ပစ္စည်းတွေကိုယူကင်ပြီးရင်တော့ယူလာတဲ့နေရာပြန်ထားတတ်တာလေသူတို့ရဲ့အကျင့်ကောင်းတစ်ခုပါပဲ။သူတို့တွေကအကောင်းမြင်သမားလည်းမဟုတ်အဆိုးမြင်သမားလည်းမဟုတ်ပဲနဲ့အမှန်ကိုပဲမြင်တတ်တဲ့သူတွေပါ။ကိစ္စတစ်ခုခုရှိလာပြီဆိုရင်တော့အမားကိုလည်းမြင်အောင်ကြည့်တတ်တယ်လို့စွန့်စားရမယ့်အရာတွေကိုလည်းကြိုမြင်တတ်တဲ့စွမ်းရည်မျိုးလည်းပိုင်ဆိုင်ထားကြပါသေးတယ်။ complex သမားတွေအများစုကစကားကိုမလိုအပ်ဘဲနဲ့မပြောပါဘူး။သူတို့ရှေ့မှာအကြောင်းအရာတစ်ခုခုဆွေးနွေးနေတာမြင်ရင်တောင်အဖြေကိုသိနေလေမမေးရင်မဖြေပါဘူး။သူတို့တွေစကားပြောပြီးဆိုရင်လေပြောရမယ့်အကြောင်းအရာကိုတိတိကျကျစဉ်းစားပြီးမှပြောတတ်တဲ့သူတွေပါ။လူတွေရဲ့ကြီးကျူးခြင်းကဲ့ရဲ့ခြင်းတွေကလည်းသူတို့ဘောပြောပါလောက်တဲ့တရားမှုမျိုးမရှိပါဘူး။လုပ်ငန်းခွင်ကသူတို့ကိုညီလို့အဆင်ပြေသွားရင်တောင်သူတို့ကတော့လှုပ်ရှားရှိရာတွေကိုလှုပ်လိုက်တာပဲလေဆိုတဲ့လူမျိုးတွေပါ။ဒါပေမဲ့တစ်ဖက်မှာလည်းသူတို့ရဲ့အသေးစိတ်ကြမှုတီးကြမှုတွေကသူတို့အတွက်အားနည်းချက်ဖြစ်နေတတ်ပါသေးတယ်။အလုပ်လုပ်တဲ့အခါမှာအချက်လက်တီးတီးကြကြနဲ့ခွဲခြားစိတ်ပြတတ်တဲ့သူတွေပြီးဖြစ်နိုင်ခြေရှိတဲ့ကြားလက်တွေနဲ့အသေးစိတ်တွေကိုစဉ်းစားရင်ဘာကိုမှပြက်ပြက်သားသားမဆုံးဖြတ်နိုင်တာမျိုးဖြစ်သွားတတ်ပါတယ်။ဥပမာစင်ရင်စစ်လို့ပစ္စည်းအယူသွေးစစ်ရတာလို့အလုပ်မျိုးမှာဆိုရင်အသေးစိတ်တီးတီးကြကြကြီးတတ်တဲ့မျက်လုံးရည်စနစ်တကျချင်းကပ်နည်းရည်နဲ့တေချာတိကျမှုတွေရလိုအပ်ပါတယ်။ဒါတွေက complex သမားတွေရှိတဲ့လက္ခဏာတွေပါ။ complex သမားတွေကလုပ်ငန်းစဉ်တွေကိုမှန်မှန်ကန်ကန်လိုက်နာပြီးတော့ထုတ်ကုန်ကိုလည်းသတ်မှတ်ထားတဲ့အကြီးသွေးနဲ့ကိုက်ညီအောင်လှုံ့ဆော်ကြသူတွေဖြစ်ပါတယ်။ဒါပေမဲ့သူတို့ရဲ့အရာရာကိုစင်လုံးကျော်ဖြစ်ခြင်းနဲ့စိတ်နဲ့အသေးစိတ်ကိုအာရုံစိုက်မှုတွေကတခါတလေအလုပ်ပြီးမြောက်မှုနှိမ့်ကွေးစေပြီးတော့မလိုအပ်တဲ့စိတ်ပီစည်းမှုတွေလည်းဖြစ်လာစေနိုင်ပါတယ်။ဒါအပြင်ပြည့်ပြည့်စုံခြင်းနဲ့စိတ်နဲ့အမှားပါသွားမှကြောက်တဲ့စိတ်ကြောင့်အလုပ်လုပ်ပြီးဆိုရင်အလုပ်တစ်ခုလုံးရင်အစိတ်ပိုင်းတစ်ခုချင်းစီကိုအချိန်အများကြီးပေးထက်ကြပါတယ်။ဒီလိုမျိုးအပိုင်းတစ်ခုချင်းစီမှာအချိန်တွေအများကြီးပေးနေတော့အလုပ်တစ်ခုလုံးမှာပါပြည့်မြောက်မှုကြံ့ကြာသွားတာတွေဖြစ်တတ်ပါတယ်။ဒါကြောင့်အသေးစိတ်ကြတာတေချာတိကျတာအကြီးသွေးပြည့်မိခြင်းတာမကောင်းပေမဲ့ဒီလိုအသေးစိတ်ကြရင်တေချာတိကျခြင်းအကြီးသွေးပြည့်မိခြင်းတဲ့စိတ်တွေကြောင့်တခါတလေလိုတာထက်ပိုပြီးတော့စမ်းစစ်လွန်းနေရင်တောင်းဆိုမှုမြန်မာလွန်းနေရင်တော့အလုတ်တွင်ကျဲတဲ့တဲ့လောက်မတွင်ကျဲနိုင်တော့ဘူးဆိုတာကိုသတိပြုဆင်ခြင်မိဖို့လိုအပ်ပါတယ်။အခုဆိုရင်တော့ DISC ကိုကြီးကိုသွေး၄မျိုးတွေကတခုချင်းစီအကြောင်းကိုအသေးစိတ်သိရှိသွားပြီလို့ထင်ပါတယ်။လောကမှာပြည့်ပြည့်စုံတဲ့လူရည်လို့မရှိပါဘူး။ဒါကြောင့်ဘလို့ကိုကြီးကိုသွေးပဲရှိနေနေအားသာချက်နဲ့အားနည်းချက်ကတော့သူ့ပုံစံနဲ့သူရှိနေမှာပါ။ဒါပေမဲ့ကိုယ့်ရဲ့အားသာချက်အားနည်းချက်တွေရောကိုယ်နဲ့ပတ်သက်နေတဲ့သူရဲ့အားသာချက်အားနည်းချက်တွေကိုပါတေချာနားလည်ထားပြီးတော့နောက်အခန်းမှာဆက်လက်ပြီးတော့ပြောပြမယ်ဆက်ဆံရေးနီးဗျူဟာတွေကိုအသုံးချလိုက်မယ်ဆိုရင်တော့ကိုယ်ပိုင်ဘဝရောလုပ်ငန်းခွင်မှာပါအကျိုးရှိတဲ့ဆက်ဆံရေးတွေတည်ဆောက်နိုင်မှာဖြစ်ပါတယ်။နောက်ဆုံးအခန်း3ကတော့ထိရောက်မှုရှိတဲ့ဆက်ဆံရေးနီးဗျူဟာတွေလူတစ်ယောက်နဲ့တစ်ယောက်ပြောဆိုဆက်ဆံရမှာတစ်ဖက်လူကြောင့်တေချာသိလေဆက်ဆံရေးကပိုလွယ်ကူလေပါပဲ။ဒီစာအုပ်ကစာရေးသူအဲရစ်ဆင်ကဘယ်ကိုကြီးကိုသွေးနဲ့လူကိုဘယ်လိုဗျူဟာတွေသုံးပြီးတော့ဆက်ဆံရမလဲဆိုတာကိုမျှဝေပေးထားပါတယ်။
ပထမဆုံးအနေနဲ့ dominate သမားတွေနဲ့စကားပြောတဲ့အခါမှာဘယ်လိုနည်းဗျူဟာတွေအသုံးပြုရမလဲဆိုတာကိုဆွေးနွေးပေးပါမယ်။ dominate သမားတွေကသူတို့ရဲ့ရက်တီချက်ခိုင်းမာတာဆုံးဖြတ်ချက်ခိုင်းမာတာအရာရာမှာတက်တက်ကြွကြွရှိတာပန်းနိုင်ကိုပဲအာရုံစိုက်တာသူများကိုခေါင်းဆောင်ကျင်တာတွေကြောင့်လူအများကသူတို့ကိုတန်မာတဲ့ခေါင်းဆောင်တွေလို့မြင်ကြပါတယ်။တစ်ဖက်မှာလည်းအဲ့လိုရက်တီချက်ခိုင်းမာပြီးတော့ဒေတို့ဆန်တဲ့အကျင့်တွေကြောင့်ပဲသူတို့နဲ့ဆက်ဆံရတာကတစ်ဖက်လူအတွက်စိန်ခေါ်မှုတစ်ခုလိုဖြစ်နေတတ်ပါတယ်။ဒါပေမဲ့အခုပေါ်ပြမဲ့နီလန်းတွေလိုသာအသုံးချမယ်ဆိုရင်တော့ dominate သမားတွေနဲ့ဆက်ဆံရေးကောင်းတွေတိစောက်နိုင်ပါလိမ့်မယ်။ dominate သမားတွေနဲ့ဆက်ဆံဖို့အတွက်နီလန်း၃ခုပဲလိုပါတယ်။စကားကိုရှင်းရှင်းလင်းလင်းတိတိကျကျပြောဖို့ရယ်ကိုယုံကြည်မှုရှိရှိနဲ့ရက်တီချက်ခိုင်းမာဖို့ရယ်သူတို့ရဲ့လုပ်ပိုင်ခွင့်ကိုလေးစားဖို့ရယ်ပါပဲ။ dominate သမားတွေကဖြက်ဖြက်လက်လက်မြ мян ဆန်းဆန်းလှုပ်တတ်ကြပြီးတော့ရလက်ကိုဦးစားပေးသူတွေဖြစ်တာကြောင့်တခုခုဆိုရင်ကိုယ်ပတ်မနေပဲနဲ့တက်တဲ့ပြောချလိုက်တာကိုသဘောကျပါတယ်။ပြောတဲ့စကားကရှင်းလင်းဖို့အပြင်ကိုယုံကြည်မှုရှိဖို့လည်းလိုအပ်ပါတယ်။သူတို့တွေကကိုပြောလိုက်တဲ့အကြောင်းအရာကိုသဘောမတူနိုင်ဘူးဆိုရင်တောင်မှတစ်ဖက်လူရဲ့ကိုယုံကြည်မှုရှိတာနဲ့ရက်တီချက်ခိုင်းမာတာတွေကိုတော့လေးစားကြတဲ့သူတွေပါ။ဒါကြောင့်သူတို့နဲ့စကားပြောတော့မယ်ဆိုရင်ကိုယုံကြည်မှုရှိနဲ့လူရင်းကိုသာတန်းပြောချလိုက်ပါ။ဒါပေမဲ့ရက်တီချက်ခိုင်းမာရမယ်ဆိုရင်တိုင်းသူတို့နဲ့ပြိုင်ရင်းနေလို့မရပါဘူး။တခုခုကိုလက်ခံနိုင်နေဆိုရင်လေဘာကြောင့်လက်ခံနိုင်နေလက်မခံနိုင်ဘူးဆိုရင်လေဘာကြောင့်လက်မခံနိုင်ဘူးဆိုတာအချက်လက်နဲ့အေးဆေးဆေးရှင်းပြရမှာပါအပြင်တော့သူတို့ရဲ့လုပ်ပိုင်ခွင့်တွေကိုလေးစားပါသူတို့တွေကထိန်းချုပ်ရတာကိုသဘောကျပြီးတော့ကိုယ်ပိုင်ဆုံးဖြတ်ချက်ချချင်သူတွေဖြစ်တာကြောင့်သူတို့ကိုဟိုဟာလုပ်ပါဒီဟာလုပ်ပါလို့သွားပြောမယ်စားဟိုဟာတော့လုပ်လို့ရတယ်ဒီဟာတော့လုပ်လို့ရတယ်ဆိုပြီးတော့ရွေးချယ်စရာတွေပေးထားလိုက်တာပိုကောင်းပါတယ်တကယ်လို့သူရွေးချယ်လိုက်တဲ့အရာကိုကသဘောမတူဘူးဆိုရင်လေသူနဲ့အတိုက်ခံလို့ငင်းခုံမနေပဲနဲ့ဒါကိုရွေးချယ်ရခြင်းရဲ့အကျိုးဖြစ်တွေကိုနောက်ထပ်နီလန်တစ်မျိုးနဲ့ရှင်းပြလိုက်ပါဒါဆိုရင်သူတို့ရဲ့လုပ်ပိုင်ခွင့်ကိုလေးစားပေးရကလည်းရောက်တယ်လို့ကိုပြောတဲ့စကားကိုလည်းနောက်တစ်ချိန်တေးသေးချာချာလေးပြန်စဉ်းစားဖို့အခွင့်အရေးပေးလိုက်ရကလည်းရောက်ပါတယ်သူတို့ဘက်ကကြည့်ရင်လည်းသူတို့ကိုစိန်ခေါ်ခံရတယ်လို့မခံစားရတော့ပါဘူးအကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီးတော့သူတို့ကိုမြင်းတဲ့အတိုင်းပြောပါစိတ်မဆိုးပါဘူးလို့ပြောလိုက်မိလို့ကတော့သူတို့ကစိတ်ကိုပြင်ဆင်ထားလိုက်တော့ငါကတော့ပြောပြီဆိုပြီးတော့ကြည်ရတာမင်းပြောတဲ့လောက်လည်းမကောင်းပါဘူးဒီတက်ကောင်းမလုံးနိုင်ဘူးလားအစားကနေပြန်လို့ဆိုပြီးတော့ပြောပါလိမ့်မယ်သူများရဲ့ခံစားချက်ဘလို့ဖြစ်သွားမလဲသူတို့ကသိမတွေးတတ်ကြပါဘူးဒါကြောင့် dominate သမားတစ်ယောက်ကကိုဒါမျိုးပြောလာခဲ့ရင်ဒါတစ်ဖက်လူကိုစိတ်ထိခိုက်ပါစေဆိုတဲ့သဘောမျိုးနဲ့ပြောတာမဟုတ်ဘူးဆိုတာကိုတော့နားလည်ထားဖို့လိုပါတယ်အခုဆက်လက်ပြီးတော့ inspiration သမားတွေနဲ့စကားပြောတဲ့အခါမှာသုံးရမယ့်နည်းဗျူဟာတွေကိုလေ့လာကြည့်အောင်ပါ inspiration သမားတွေကပျော်ပျော်နေတတ်တဲ့အကျင့်လေးတစ်ခုရှိတဲ့ပြင်သူများကိုလွှမ်းမိုးခြင်းတဲ့အကျင့်လေးနဲ့အာယုံစိုက်ခံခြင်းနဲ့စိတ်အခန့်လေးရှိတာကြောင့်သူတို့တွေနဲ့ဆက်ဆံမယ်ဆိုရင်လေသူတို့အကြောင်းကိုသိထားရင်တော့ဆက်ဆံရေးတွေပိုအဆင်ပြေချုံးပွေလာပါလိမ့်မယ် inspiration သမားတွေနဲ့ဆက်ဆံရေးအဆင်ပြေခြင်းတော့နီလန်၄မျိုးသိနေဖို့လိုအပ်ပါတယ်အဲ့ဒါတွေကတော့သူတို့ကိုစိတ်ရင်းမှန်တဲ့စိတ်ဝင်စားမှုပြဖို့ရည်အကောင်းမြင်ပြီးတော့စိတ်အားထက်သန်တဲ့စကားလုံးတွေရွေးချယ်ပြောဆိုတတ်ဖို့ရည်သူတို့နဲ့တွက်ကြမှုစွမ်းရည်အစဉ်တူနေဖို့ရည်ပွင့်လင်းပြီးတော့လိုက်ရောညှိထွေနေတတ်ဖို့ရည်ပါပဲ inspiration သမားတွေကပျော်ပျော်နေတတ်ပြီးတော့တအားတဲ့စကားများကြပါတယ်သူတို့တွေကတစ်ဖက်လူကသူတို့ရဲ့အကြံဉာဏ်တွေစိတ်ကူးစိတ်သန်းတွေအတွေ့အကြုံတွေနဲ့သူတို့ပြောပြတဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားမှုပြရင်သဘောတွေကျနေကြတာပါဒါကြောင့်သူတို့နဲ့ဆက်ဆံရေးအဆင်ပြေခြင်းရင်သူတို့ရဲ့အတွေးမြင်တွေစိတ်ဝင်စားမှုတွေနဲ့အတွေ့အကြုံတွေကိုမေးကြည့်ပြီးတော့သူတို့ပြောတာတွေကိုတေးသေးချာချာလေးအာရုံစိုက်ပြီးတော့နားထောင်ပေးလိုက်ပါသူတို့ကိုယ်တိုင်ကသူများပြောတာကိုသိနားမထောင်တတ်ကြပေမဲ့သူတို့ပြောတာကိုစိတ်ဝင်စားနားထောင်ပေးရင်တော့သူတို့ကိုတန်ဖိုးထားတယ်အတိမတ်ပြုတယ်လို့ခံစားကြရပါတယ်ဒီလိုခံစားရပြီဆိုရင်တော့အဲ့ဒီလူကသူတို့နဲ့အဆင်ပြေချောမှုတွေဆက်ဆံရေးတစ်ခုတိစောက်နိုင်ပါပြီဒါအပြင်သူတို့ရဲ့အောင်မြင်မှုကိုအတိမတ်ပြုပေးထားကလည်းသူတို့နဲ့အဆင်ပြေမဲ့နီလန်းတွေကတစ်ခုပါပဲသူတို့တွေကကောင်းမွန်တဲ့အားပေးစကားတွေကိုသဘောကျတာကြောင့်သူတို့တွေတစ်ခုခုလုံနိုင်သွားတဲ့အခါမှာချီးကျူးပေးလိုက်ပါတကယ်လို့ကိုမိတ်ဆွေတွေက inspiration သမားတစ်ယောက်ကသူ့ရဲ့စိတ်ကူးစိတ်သန်းတွေကိုပြောပြလာရင်လေးစားမှုပြသလိုက်ပါဒါဆိုရင်တော့သူ့မှာနောက်ထပ်စိတ်ကူးစိတ်သန်းအသစ်တွေနဲ့အကြံဉာဏ်ကောင်းတွေရှိလာရင်လေကိုမျှဝေပေးပါလိမ့်မယ် inspiration သမားတွေကစွမ်းရည်အပြည့်နဲ့စိတ်အားထက်သန်မှုရှိတဲ့လူတွေဖြစ်တဲ့အတွက်အားရင်အပြည့်နဲ့တွက်ကြွနေတဲ့ပတ်ဝန်းကျင်ကသူတို့အတွက်အောင်မြင်လို့ပြောလို့ရပါတယ်ဒါပေမဲ့တီတီကြီးကြီးနဲ့ငြိမ်ငြိမ်ကုတ်နေတဲ့လူတွေနဲ့ဆိုရင်တော့သူတို့ကတိတ်အစီးမကတ်ကြပါဘူးဒါကြောင့် inspiration သမားတွေနဲ့ဆက်ဆံတော့မယ်ဆိုရင်သူတို့နဲ့စွမ်းရင်အဆင်တူအောင်ပြောရရင်တွက်ကြွမှုအတိုင်းအတာတူအောင်လုပ်သင့်ပါတယ် inspiration သမားတွေနဲ့အလုပ်အတူလုပ်ရပြီးဆိုရင်လေသူတို့ရဲ့စိတ်အားထက်သန်မှုကိုရှော့ချခိုင်းမဲ့စားသူနဲ့အတူတွက်ကြွနိုင်အောင်သာစူးစမ်းလိုက်ပါဒီလိုစူးစမ်းတဲ့နေရာမှာသူ့ရဲ့စိတ်ကူးစိတ်သန်းတွေကိုစိတ်ဝင်စားမှုပြတာမျိုး
သူနဲ့အတူတက်တက်ကြွကြွအကြံဉာဏ်အသစ်တွေရှာဖွေတာမျိုးကိုယ့်ရဲ့စိတ်ကူးတွေကိုပြောပြပြီးတော့အကြံဉာဏ်ပေးတာမျိုးတွေလုပ်လို့ရပါတယ်နောက်တစ်ချက်က inspiration သမားတွေနဲ့အဆင်ပြေခြင်းရင်ကိုယ့်ဘက်ကလည်းပွင့်လင်းပြီးတော့လိုက်ရောညီထွေဖြစ်ဖို့လည်းလိုပါသေးတယ်သူတို့တွေကသူတို့ကိုယ်တိုင်လည်းတဘာဝကြကြနဲ့လိုက်ရောညီထွေနေတတ်ကြသလိုသူများတွေမှာဒီလိုအကြည့်သွေးတွေရှင်လည်းအတိမတ်ပြုတတ်ကြပါတယ်တင်းကျပ်တဲ့စီမင်းစည်းကမ်းတွေနဲ့အသေးစိတ်ကြကြလုပ်ရတာဆိုတော့မကြိုက်ကြပါဘူးကိစ္စကိုရေဘူးရဆန်ဆန်ပဲတွေးကြလုပ်ကြလေးရှိကြပါတယ်သူတို့နေအလုပ်လုပ်တဲ့အခါမှာတစ်ခါတလေအလုပ်တစ်ခုကိုနောက်ဆုံးလက်စတက်ရမယ့်အချိန်ရောက်မှတစ်ခုခုပြောင်းလဲဖို့ပြောတာမျိုးကြုံနိုင်ပါတယ်ဒါဆိုရင်တော့သူတို့ရဲ့အကြံဉာဏ်ကိုညှင်းပယ်လိုက်တာထက်ကိုယ့်ဘက်ကအပြောင်းလဲတွေလုပ်လိုက်ရင်ဘာတွေဖြစ်လာမလဲဆိုတာကိုအကောင်းဆုံးခွဲခြားပြီးတော့အရင်စဉ်းစားကြည့်လိုက်ပါဒီလိုလိုက်ရောညီထွေနေပေးလိုက်တာကသူတို့ရဲ့စူးစမ်းမှုကိုတန်ဖိုးပေးရကလည်းကြောက်တယ်လို့ကိုကစိတ်ကူးစိတ်တမ်းတစ်တွေအချင်းတွေတစ်တွေနဲ့လိုက်ရောညီထွေနေဖို့စံနာရှိနေတယ်ဆိုတာကိုလည်းပြသပြီးသားဖြစ်သွားပါလိမ့်မယ်အခုပေါ်ပြခဲ့တဲ့နီလန်၄ခုကိုသာကျွမ်းကျင်ချင်းအသုံးပြုနိုင်မယ်ဆိုရင်တော့ inspiration သမားတွေနဲ့ကောင်းမွန်ဆက်ဆံရေးတွေတည်ဆောက်နိုင်ပါပြီနောက်ထပ်ပြီးတော့ဆွေးနွေးပေးခြင်းတဲ့နီလန်ကတော့ sex mission သမားတွေနဲ့ဆက်ဆံရေးကောင်းတည်ဆောက်နိုင်မယ်နီလန်တွေဖြစ်ပါတယ် sex mission သမားတွေနဲ့ဆက်ဆံတဲ့အခါမှာနီလန်နှစ်ခုပဲလိုပါတယ်ဒါတွေကတော့ပဋိပက္ခတွေကင်းနိုင်သမျှကင်းဖို့နဲ့သူတို့ကိုပုံကိုယ်ရေးရခင်ခင်မင်မင်ရှိဖို့ပါပဲ sex mission သမားတွေကဟန်ချက်ညီမှုနဲ့တည်ငြိမ်မှုကိုတန်ဖိုးထားကြသူတွေဖြစ်ပါတယ်ပြီးတော့ကိုကြီးကိုသွေးလေးမျိုးထဲမှာပဋိပက္ခဖြစ်မှာကိုမလိုလားဆုံးသူတွေက sex mission သမားတွေပါပဲဒါကြောင့်သူတို့နဲ့ဆက်ဆံရတော့မယ်ဆိုရင်တော့စိတ်အေးလက်အေးရှိပြီးတော့ဘလို့ချင်းချောင်းမှုအငွေ့တက်မျိုးမှမရှိတဲ့အနေအထားတစ်ခုဖန်တီးထားတင်ပါတယ်သူတို့တွေကသူတို့အတွက် PR ဖြစ်စေတဲ့အခြေအနေကိုသဘောမကျကြပါဘူးဒါကြောင့်သူတို့ကိုချင်းကပ်တဲ့အခါမှာအေးအေးဆေးဆေးစိတ်ရှည်ရှည်နဲ့လေးစားမှုရှိတဲ့အမှုရာမျိုးနဲ့ချင်းကပ်တင်ပါတယ် sex mission သမားတယောက်နဲ့ညင်ပွားရနိုင်ခြေရှိတဲ့ကိစ္စတစ်ခုခုဆွေးနွေးရပြီဆိုရင်တော့အကောင်းဆုံးကတော့ပြဿနာတက်စေမယ့်စကားလုံးတွေကိုအတက်နိုင်ဆုံးရှောင်ရှားပြီးတော့ပူပေါင်းဆောင်ရွက်တဲ့ချင်းကပ်မှုမျိုးပဲပြုလုပ်သင့်ပါတယ်။ဒါဆိုရင်တော့နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့အဖြစ်ထွက်လာပါလိမ့်။ sex mission သမားတွေကပုံကိုယ်ရေးရာခင်မင်မှုကိုလည်းသဘောကျတဲ့အတွက်ကြောင့်သူတို့နဲ့ခင်မင်မှုတည်ဆောက်နိုင်ပြီဆိုရင်တော့ကိုယ့်အတွက်အကျိုးအမြတ်အများကြီးရှိပါလိမ့်မယ်။ဒါကြောင့်သူတို့ကိုလုပ်ဖို့ကင်ပတ်ဖြစ်နေမဟုတ်ဘဲနဲ့ပုံကိုယ်ရေးရာစိတ်ဝင်စားမှုပြသပေးပါ။ဥပမာပိတ်ရက်မှာဘာတွေလုပ်လဲလို့မိသားစုကအဆင်ပြေလားလို့မေးပြီးတော့သူတို့ကိုပြန်ပြောတဲ့စကားကိုတည်တည်ချာချာစိတ်ဝင်စားနားထောင်ပေးလိုက်ပါ sex mission သမားတွေကဒီလိုအမေးခံရတာကိုသူတို့ကိုတန်ဖိုးထားတယ်သူတို့ကိုသဘောကျလို့သာမေးတယ်လို့မှတ်ယူတတ်ကြပါတယ်ဒီလိုသူတို့ကိုတန်ဖိုးထားတယ်လို့ခန်းစားမိပြီဆိုရင်တော့သူတို့နဲ့တွဲပြီးတော့အလုပ်လုပ်ရတဲ့အခါမှာကောင်းမွန်တဲ့လုပ်ငန်းခွင်တစ်ခုဖန်တီးနိုင်ပါပြီဒါပေမဲ့သူတို့စီကအကောင်းဆုံးစွမ်းဆောင်ရည်ကိုရကျင်နေဆိုရင်တော့သူတို့ကိုတိတ်တိတ်ဆိတ်ဆိတ်နေခွင့်ပေးဖို့တော့မမေ့ပါနဲ့ဘာလို့လဲဆိုတော့စူညံနေတဲ့ပတ်ဝန်းကျင်မှာဆိုရင်သူတို့တွေကအာရင်ကုန်ခန်းတယ်လို့ခန်းစားရလို့ပါကိုကြီးကိုသွေး၄ခုတွေကနောက်ဆုံးဖြစ်တဲ့ compliance သမားတွေကိုတော့တခြားလူတွေနဲ့မတူတဲ့ပုံစံမျိုးနဲ့ဆက်ဆံမှုလိုပါတယ် compliance ကတိကျမှုနဲ့အသေးစိတ်မှုကိုဦးစားပေးကြတဲ့အတွက်သူတို့နဲ့ဆက်ဆံတဲ့အခါမှာရှင်းလင်းတိကျပြီးတော့အသေးစိတ်အချက်လက်တွေကိုအဓိကပြောနိုင်ဖို့နဲ့ပြောထားတဲ့စကားအတိုင်းဂရုတည်ဖို့လိုပါတယ်သူတို့တွေကအချက်လက်တိတိကျကျနဲ့အလုပ်လုပ်တဲ့သူတွေဖြစ်တဲ့အတွက်သူတို့နဲ့စကားပြောတဲ့အခါမှာမတိကျတဲ့အဆိုပြုချက်တွေနဲ့အထောက်အကူမဖြစ်တဲ့တောင်းဆိုမှုတွေကိုရှောင်ရှားရပါမယ်ဥပမာကိုအလုပ်ရှင်က compliance သမားဖြစ်နေတယ်ဆိုပါစို့ဒါဆိုရင်တော့သူ့ကိုအလုပ်ကိစ္စတင်ပြတဲ့အခါမှာအသေးစိတ်အစီအစဉ်တွေလုပ်ငန်းအစီအစဉ်အချိန်စရာတွေနဲ့ဒီစီမံချက်တွေတဲ့အထောက်အကူပြည့်စုံနိုင်မဲ့ data တွေထည့်သွင်းတင်ပြဖို့လိုပါတယ်အသေးစိတ်ချက်လက်တွေအပြင် compliance သမားတွေကနောက်ထပ်တန်ဖိုးထားတဲ့အရာကတော့အချိန်တိကျတာနဲ့ယုံကြည်အားကိုးကြတာတွေပါဒါကြောင့် compliance သမားတွေနဲ့အလုပ်လုပ်မယ်ဆိုရင်တော့အလုပ်ကိုပြောတဲ့အချိန်တိုင်းပြည့်အောင်လုပ်ပေးပါပြီးရင်တော့သဘောတူထားတဲ့အရာတွေနဲ့ပေးထားတဲ့ကတိတွေကိုလည်းတည်ပေးပါကိုကကိစ္စတစ်ခုကိုတနင်္လာနေ့မှာရအောင်လုပ်ပေးမယ်လို့ပြောထားရင်အဲ့ဒီကိစ္စကိုတနင်္လာနေ့မှာရအောင်လုပ်ပေးလိုက်ပါဒါဆိုရင်တော့ compliance သမားတွေရဲ့ယုံကြည်မှုနဲ့လေးစားမှုတွေရပါလိမ့်မယ်သူတို့ယုံကြည်အားကိုးရတဲ့သူဖြစ်တာကလည်းသူတို့နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်နိုင်မဲ့နည်းလမ်းတစ်ခုပါပဲညီကုန်းချုပ်ပြောရမယ်ဆိုရင်တော့အခုဆိုရင်ဆာလောင်းနဲ့ပိုင်း area ရဲ့စာအုပ်ရဲ့အနည်းချုပ်မှတ်စုကိုလေ့လာဖတ်ရှုလို့ပြီးပါပြီဒီစာအုပ်ရဲ့ပထမခန်းနဲ့ဒုတိယခန်းမှာလူတွေဟာကိုယ့်ရဲ့ကိုယ်ကြီးကိုယ်သွေးပေါ်လိုက်ပြီးတော့တယောက်နဲ့တယောက်အမှုချင်းတွေမတူကြဘူးဆိုတာရဲ့ဘယ်ကိုယ်ကြီးကိုယ်သွေးရှိသူမှာဘလို့အမှုချင်းတွေရှိတယ်ဆိုတာရဲ့ကိုစာဖတ်သူတို့ခွဲခြားလေ့လာနိုင်အောင်ဆွေးနွေးပေးထားပါတယ်တတိယခန်းမှာတော့ပုံကိုယ်ရေးအရာဖြစ်စေလုပ်ငန်းသဘောအရာဖြစ်စေလူတွေနဲ့ပေါင်းသင်းဆက်ဆံရတဲ့အခါမှာတစ်ဖက်လူရဲ့ကိုယ်ကြီးကိုယ်သွေးပေါ်လိုက်ပြီးတော့ကိုယ့်ဘက်ကဘလို့ပုံစံနဲ့ချင်းကပ်ဆက်ဆံလို့ရမလဲဆိုတာကိုလေ့လာခဲ့ကြရတာဖြစ်ပါတယ်လူတွေနဲ့ဆက်ဆံတဲ့အခါမှာသူတို့ရဲ့အမှုချင်းတွေကိုခွဲခြားလေ့လာပြီးတော့
ဒီစောက်ထဲမှာပြောပြထားတဲ့နီလန်းတွေကိုသာအသုံးပြုမယ်ဆိုရင်တော့ဘယ်လိုလူနယ်ပဲတွေ့တယ်ဘဝအတွက်ရောအလုပ်အတွက်ပါအကျိုးရှိတဲ့ဆက်ဆံရေးကောင်းတွေတိစောက်နိုင်မယ်လို့ပြောချရင်းနဲ့ပဲဆလောင်းတဲ့ပိုင်း area စောက်လေးကိုဒီမှာပဲညီကုန်းချုပ်လိုက်ပါတယ်ခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်